အဲ့လိုမကောင်းတဲ့အရာတွေစိတ်ဝင်စားဖန်များလာတော့ကိုယ့်ရဲ့မတိစိတ်ကိုရောက်သွားတဲ့အခါမှာကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကလည်းဘာမှမကောင်းတော့ဘူးမကောင်းတဲ့ဖက်ကိုပဲဥတည်ပြီးတော့သွားတော့မှာရာခေးလာတဲ့လူဘဝကြီးမှာပြပြရွှင်ရွှင်နဲ့ကောင်းကောင်းမွန်မွန်ဖြစ်သန်းဖို့ကအရန်ကမှအရေးကြီးပါတယ်လူငယ်တွေဖြစ်ပြီးတော့လမ်းပြောင်းမနေကြပါနဲ့ပေါ့နော်ဒီလိုမှလူတိုင်းမှာ24နာရီဆိုတဲ့အရှင်ရှိပါတယ်လူဆန်းရဲတဲ့သူမှလည်း24နာရီအရှင်ရှိသလိုရှမ်းတာတဲ့သူတွေမှလည်း24နာရီဆိုတဲ့အရှင်ရောပိုင်ဆိုင်ထားတာကြီးပါပဲဆိုတော့အဲ့ဒီအရှင်ကိုဘလို့အသုံးချတယ်လေအပေါ်မှာပဲအများကြီးမူတည်ပါတယ်ပေါ့နော်ဘာလို့ဆိုမျိုးတော့ကိုကိုဆန်းစိတ်ဖို့လိုအပ်ပါတယ်ကိုကဘာလို့ရှင်တာလဲကိုကဘာဖြစ်ရှင်တာလဲကိုရဲ့ရေမရှိပန်းနိုင်ကဘာလဲကိုရဲ့ future plan တွေကတော့ဘာတွေလဲကိုပြွှွှွှင်စင်အောင်လုပ်ပေးတဲ့အရာတွေကတော့ဘာတွေလဲအဲ့လိုမျိုးတို့ကကိုယ်တိုင်သိရှိနားလည်ထားဖို့ကအရန်ကမှလိုအပ်ပါတယ်ဘာလို့ဆိုမျိုးတို့ကိုယ်တိုင်ကမသိရှိထားရင်အဲ့ဟာတွေကိုဘယ်သူကလုပ်ပေးမှာလဲမျိုးပြွှွှင်မှုဆိုတာသူတစ်ပါးစီကရတဲ့အရာမဟုတ်ပါဘူးဒီပြွှွှင်မှုရဲ့အစစ်အမှန်ဟာမိမိကိုယ်ကိုဖန်တီးယူရခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ပြွှွှင်မှုကဘာလဲကိုယ့်ကိုပြန်ပြီးတော့မေးရတယ်ကိုကဘာလို့လုပ်နေရရင်ပြွှွှင်တာလဲအဲ့လိုမျိုးပေါ့နော်ဝါသနာပါတဲ့အရာတွေရှိရင်လုတ်ပါမကြောက်ပါနဲ့ရေးရံပါမျိုးတို့ရေးရံဖို့လိုအပ်ပါတယ်မျိုးတို့အကြောက်တရားကြီးကဖုံးအုပ်လိုက်ပြီဆိုရင်မျိုးတို့ရဲ့ရေးရံမှုတွေမျိုးတို့ရဲ့တက်တိရှိမှုတွေမျိုးတို့ရဲ့ energy တွေဟာထုံထိုင်းသွားပါတယ်ပေါ့နော်အဲ့ဒီအထင်မှာဒါကြောင့်ကြောက်စိတ်ကိုလုံးဝမမွေးဖို့လိုအပ်ပါတယ်အဲ့ဒီကိုဘယ်လိုသိရှိနိုင်လဲဆိုစာဖဲခြင်းဖြင့်အများကြီးသိရှိနိုင်ပါတယ်ဒါကြောင့်လူငယ်တွေဖြစ်ပြီးတော့လမ်းပြောင်းမနေကြပါနဲ့ပေါ့နော်လူတိုင်းမှာအခက်အခဲဆိုတာရှိပါတယ်သူရဲ့ဘဝဖြစ်တမ်းမှုလိုက်သူရဲ့အသက်အရွယ်လိုက်ကလူတိုင်းမှာအခက်အခဲဆိုတာရှိပါတယ်အခက်အခဲမရှိတဲ့သူဆိုတာမရှိပါဘူးဒီကလိုအခက်အခဲမရှိတဲ့သူရှိတယ်ဆိုရင်အဲ့ဒီသူဟာမကြိုးစားတဲ့လူဘာမှမလုပ်တဲ့လူရေမရှိပန်းနိုင်မရှိတဲ့သူအနာဂတ် future plan တွေမရှိတဲ့သူပဲဆိုရပါမယ်ပေါ့နော်ဆိုတော့ကြိုးစားနေတဲ့သူတိုင်းမှာအခက်အခဲဆိုတာရှိတယ်အဲ့ဒီအခက်အခဲကိုရန်ဆန်နိုင်ရမယ်တက်ခိုက်နိုင်ရမယ်ဆိုတော့ဒီကျွန်တော်တို့ရာခေးလာတဲ့လူဘဝကြီးမှာပြပြရွှင်ရွှင်နဲ့ကောင်းကောင်းမွန်မွန်ဖြစ်သန်းဖို့ကအရန်ကမှအရေးကြီးပါတယ်လူဆိုတာတကယ်ကိုပြောင်းလဲတတ်ပါတယ်အတိတ်မှာဘယ်လိုပဲမကောင်းတာတွေလုပ်ခဲ့ပါစေအဲ့ဒီအတိတ်မှာမနေနေလို့မရပါဘူးလူတိုင်းကအမှားနဲ့မကမ်းပါဘူးလူငယ်တွေဆိုရင်ပိုဆိုးပါတယ်ပေါ့နော်ဆိုတော့ကိုလုပ်ခဲ့တဲ့အမှားတွေကိုလည်းကျွန်တော်နောင်တရနေလို့မရပါဘူးတင်ငင်းစယူရပါမယ်အတိတ်မှာမကောင်းတာတွေလုပ်ခဲ့တဲ့အခုချိန်မှာငါရဲ့တဏ္ဍာမှာကောင်းတာတွေဖြစ်အောင်ငါစူးစမ်းမယ်ငါရဲ့မရှိပန်းနိုင်အတွက်ငါရဲ့ဘဝမှာငါကောင်းတဲ့သူတွေဖြစ်အောင်စူးစမ်းမယ်ဆိုတဲ့စိတ်မွေးရပါမယ်ပေါ့နော်အတိတ်မှာကြီးပဲကျွန်တော်တို့စိတ်ကိုပိတ်လုံထားလို့မရပါဘူးကျွန်တော်လူငယ်တွေဆိုတာက energy တွေမြင့်မားတယ်လုံနိုင်ကင်နေစွမ်းရှိတယ်တခုလုပ်ပြီဆိုရင်တက်လေတယ်မှက်လေတယ်ပြီးတော့လန်းဆန်းတက်ကြတယ်ပေါ့နော်ဆိုတော့ဒီဟာတွေပိုင်ဆိုင်ထားတာဟာကိုယ့်အတွက်ကံကောင်းခြင်းတစ်ခုပါပဲဆိုတော့အခုကလူငယ်တွေတော်တော်များများကဘာမဟုတ်တဲ့ကိစ္စရဲ့တော်တော်များများတွေကိုယ်တဏ္ဍာတဲ့ဘာမှကိုကောင်းကျိုးမပေးတဲ့အရာတွေပုံမှာအရန်ကမှ focus ထားပြီးတော့လှုပ်ဆောင်နေတာကြောင့်လေကိုယ့်ရဲ့ရေမရှိပန်းတွေပျောက်ဆုံးရတယ်ကိုယ့်ရဲ့အနာဂတ် plan တွေပျက်စီးရတယ်တချို့သူတွေဆိုရင်ဘဝပြတ်သွားတဲ့အထိတောင်ရှိပါတယ်ဒါကြောင့်ဒီရှစ်တွေကတော်တော်လေးကိုဂရုစိုက်ရမယ်အချက်တွေထဲမှာပါဝင်ပါတယ်ပုတ်တွေးလို့မရပါဘူးပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဝါသနာပါတာတွေရှိလားကိုယ့်ရဲ့ရေမရှိပန်းတွေရှိလားကိုယ့်ရဲ့ဂိုးတွေရှိလားအဲ့ဒါတွေကိုအကောင့်ထဲပို့စူးစမ်းကျွန်တော်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးမဖြစ်သေးတာပဲရှိတာပါဆိုတော့တော်တော်များများကလူများအကြောင်းတွေဆိုရင်များသောအားဖြင့်စိတ်ဝင်စားတယ်သူများအကြောင်းတွေမှာဆိုမကောင်းတဲ့အကြောင်းအရာတွေကိုပို့ပြီးတော့မှကိုစိတ်ဝင်စားကြတယ်။ကောင်းတဲ့အကြောင်းအရာတွေဆိုနင်းလေးမှကိုစိတ်ဝင်စားကြဘူး။အဲ့လိုမကောင်းတဲ့အရာတွေစိတ်ဝင်စားဖန်များလာတော့ကိုယ့်ရဲ့မတိစိတ်ကိုရောက်သွားတဲ့အခါမှာကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကလည်းဘာမှမကောင်းတော့ဘူး။ဘာမှကောင်းတဲ့ဟာတွေဖြစ်မလာတော့ဘူး။အဲ့လိုမျိုးတွေဆုံးရှုံးရတယ်ပေါ့နော်။ဆိုတော့အဲ့ဟာတွေကိုသိထားဖို့လိုအပ်ပါတယ်။လူငယ်တယောက်အနေနဲ့ကိုယ့်ရဲ့ energy တွေကိုယ့်ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုအလားအသင့်မဖြစ်အောင်ကိုယ့်ရဲ့စူးစမ်းနိုင်စွမ်းတွေကိုအလားအသင့်မဖြစ်အောင်ထိမ့်သိမ့်ဖို့လိုအပ်ပါတယ်။ကိုကဘယ်နေရာမှာတူတာလဲ။ကိုမှဘာစကေးရှိလဲလူတူများကိုမေးသွားမေးကြည့်ရင်လေမကောင်းတဲ့အကြောင်းအရာဆိုဘယ်အကြောင်းအောင်မှခေါင်းတွေကိုထိမိသူမရှိဘူးဆိုတော့ကိုကအောင်မြင်ရှင်တဲ့လူငယ်တယောက်ဖြစ်ရှင်ရင်အောင်မြင်နေတဲ့သူတွေကိုအတူယူဖို့လိုအပ်ပါတယ်သူတို့ရဲ့ဘယ်လိုစူးစမ်းရတယ်ဘယ်လိုမျိုးဇွေးလုံးလာဝရိယအားစိတ်ကြတယ်သူတို့ရဲ့အလုပ်ပုံမှာအဲ့လိုဟာတွေကိုများကြည့်ဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အရှင်ကိုဘာမဟုတ်တဲ့ဟာတွေစီမှာအဆုံးရှုံးမခံပါနဲ့ကိုယ့်ရဲ့တန်ဖိုးရှိလာတဲ့အရှင်တွေကိုကောင်းစွာအကျိုးရှိအောင်အသုံးချဖို့ကလိုအပ်ပါတယ်ဆိုမျိုးဆိုရင်မျိုးတဲ့ motivation ဖြစ်စေမဲ့သူတွေကိုများကြည့်တယ်ပေါ့နော်နေတိုင်းစာရေးတယ်ကိုယ့်ရဲ့တနေ့တာ goal တွေဆိုအဲ့ goal တွေနဲ့ဆက်ပြီးတော့တွားရင်ကကိုရှောက်လန်းနေတဲ့လမ်းကြောင်းပေါ်မှာလည်းရှင်းနဲ့သိရတယ်ကိုယ့်ရဲ့လုံးနေစွမ်း skill တွေကိုလည်းအများကြီးမြင်နိုင်တယ်ပေါ့နော်ဆိုတော့ကိုယ်တဏ္ဍာတဲ့ကောင်းမဲ့ကိုယ့်ရဲ့စိတ်ကို motivate ဖြစ်စေမဲ့သူတွေကိုများဖိုးလို့ထားဖို့လိုအပ်ပါတယ်အဲ့လိုမျိုးမကောင်းတဲ့အရာတွေတင်လာတဲ့ပိတွေပဲဖြစ်သူတွေပဲဖြစ်
unfriend လုပ်ဖို့လိုအပ်ပါတယ်ပေါ့နော်ဒီဟာတွေကတဖြည်းဖြည်းနဲ့မတိစိတ်ကိုရောက်သွားပြီဆိုရင်အဲ့ဒီမတိစိတ်ကနေအလုပ်လုပ်ပြီးဆိုတာနဲ့ကိုယ့်ရဲ့လုံးသမျှအလုပ်တိုင်းဒီဘယ်တော့မှကောင်းတဲ့အလုပ်တွေဖြစ်လာတော့မှာမဟုတ်ဘူးမကောင်းတဲ့ဖက်ကိုပဲဥတည်ပြီးတော့သွားတော့မှာအဲ့ဟာကိုကကောင်းကောင်းကြီးကိုနားလေထားဖို့လိုအပ်ပါတယ်โอเคဆိုတော့ဒီထဲမှာစူးစမ်းနေတဲ့သူငယ်တွေရှိရင်မျိုးအကြံလေးနည်းနည်းပေးရှင်ပါတယ်ဆိုတော့မျိုးတို့ဘာလုပ်ရမလဲဆိုရင်မျိုးတို့စာဖက်ပါပေါ့နော်စာများများမဖက်နိုင်ရင်တော့ဥမာဒလတအုပ်လောက်ကိုဖက်ပေးပါဒီစာဖက်ခြင်းအပြင်မျိုးတို့မသိရှိတဲ့အရာတွေမျိုးတို့မသိတဲ့အဖြေတွေကဒီစာအုပ်ထဲမှာအများဆိုအများကြီးရှိပါတယ်ဒီစာဖက်ခြင်းအပြင်ကိုယ့်တဲ့ဆိုးကျိုးတွေကဖြစ်မသွားပါဘူးကိုယ့်တဲ့ဆုံးရှုံးမှုဘာမှမရှိပါဘူးပေါ့နော်ဆိုတော့ဒုတိယတစ်ခုကတော့လက်တွေ့အသုံးချပါဥမာကိုကတစ်ခုလုံးမယ်ကိုကတစ်ခုလုံးရှင်နေဆိုရင်အဲ့ဟာကိုအများကြီးတွေးမိနေတယ်ကိုကအခုလှုပ်ရှင်နေအခုပဲထားလို့လိုက်အဲ့ဒါပြီးမောက်တယ်ပေါ့နော်အရှင်မဆွေးပါနဲ့အရှင်ဆွေးရင်ကြာသွားတတ်တယ်အရင်ကိုကြာပြီးတော့နှောင့်နှေးသွားတတ်တယ်အဲကြောင့်အရှင်မဆွေးပဲအခုကိုဖြစ်ရှင်တာတွေကိုလှုပ်ရှင်တာတွေရှိရင်အခုချင်းရှာလို့ပါရှာရေးပါရှစ်ရှင်းကိုအကောင့်တွေဖော်ပါအရှင်လုံးဝမဆွေးပါနဲ့တတိယတစ်ချက်ကတော့ပျော်ရွှင်မှုကိုကိုဖန်တီးပါကိုကဘာကိုလုပ်နေရပျော်ရွှင်တာလဲကိုရဲ့ပျော်ရွှင်မှုအစစ်မှန်ကဘာလဲဥမာထားပါတော့ကိုကအလုပ်တစ်ခုလုပ်တယ်ကိုရဲ့ goal တွေနဲ့ပတ်သက်ပြီးအလုပ်တစ်ခုလုပ်တယ်အဲ့ဒီအလုပ်ကပြီးမောက်သွားတယ်ပြီးမှသွားရင်ကိုပြန်ဆူရှာဖို့မမေ့ပါနဲ့ဥမာအဲ့အတွက်ကိုကြိတ်တဲ့ရင်မွေးလားကိုကြိတ်တဲ့အဝက်လားကိုကြိတ်တဲ့ဘောင်းဖီလားကိုကြိတ်တဲ့ဖက်နဲ့လားလိုမျိုးပေါ့နော်ကိုပြန်ပြီးတော့ဆူရှာဖို့မမေ့ပါနဲ့သူများသားသမီးကိုပဲအများကြီးမရှစ်ပေးပါနဲ့ပေါ့နော်ကိုလေးရှစ်ဖို့လိုအပ်ပါတယ်ကိုလေးရှစ်ပါကိုလေးတန်ဖိုးထားပါဆိုတော့နောက်တစ်ချက်ကတော့ကိုကရေမဲရှက်ပန်းတိုင်ရှာဖို့လိုအပ်ပါတယ်ရေမဲရှက်ပန်းတိုင်ကလူငယ်တိုင်းမှာရှိသင့်ပါတယ်ရေမဲရှက်ပန်းတိုင်ရှိမှလေကိုရဲ့အနာဂတ်ရေမဲရှက်ပန်းတိုင်ကိုရှောက်လန်းတဲ့ခီးမှာဖြောင်းတင်းနဲ့တွားနိုင်မှာဖြစ်ပါတယ်ဆိုအဲ့လိုမျိုးမှမဟုတ်ပဲကိုကဒီဟာလေးလှုပ်ရှင်နေကိုကဟိုဟာလေးလှုပ်ရှင်နေဟိုဟာလေးဆက်ဆူဒီဟာလေးဆက်ဆူဆိုရင်ကိုရဲ့ပန်းတွေကိုလေမရောက်တော့လို့ကိုရဲ့လှုပ်တဲ့အရာပေါ်မှာလည်းအရာမထန်ဘူးပေါ့နော်စူးစိတ်မရှိဘူး focus မရှိဘူးပေါ့နော်ကိုလှုပ်တဲ့အလုပ်မှာလည်း consistent ဖြစ်ဖို့လိုအပ်ပါတယ်ဥပမာတစ်ရက်လှုပ်တယ်နှစ်ရက်လှုပ်တယ်သုံးရက်ကြာမလှုပ်ရှင်တော့ဘူးအဲ့လိုမျိုးဖြစ်လို့မရပါဘူးအောင်မြင်သွားတဲ့သူတိုင်းက consistent ဖြစ်ပါတယ်ပြောရမယ်ဆိုရင်သူတို့ရဲ့အလုပ်ပေါ်မှာယူတွက်ပါတယ်ပေါ့နော်အဲ့ဟာကိုလုပ်နေရရင်ပျော်ရွှင်တယ် consistent ဖြစ်ဖို့ကလည်းအရေးကြီးပါတယ်ပြီးတော့ focus ထားဖို့ကလည်းလိုအပ်ပါတယ်ပြီးတော့နောက်တစ်ချက်ကကိုလုပ်နေတဲ့အလုပ်ကကိုအတွက်ကိုအကျိုးရှိလားကိုတဲ့အကျိုးရှိလားအပြင်သူတစ်ပါးအတွက်ရောအကျိုးရှိစေလားဆိုတာကိုကိုယ်ကစဉ်းစားသိရှိဖို့လိုအပ်ပါတယ်ပေါ့နော်အဲ့ဟာအရေးကြီးပါတယ်โอเคဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပေါ့နော်မျိုးပြောတာလည်းနည်းနည်းများသွားပြီမျိုးရဲ့လာမယ့်နောက်ဗီဒီယိုတွေမှာဒီထက်ပိုကောင်းတဲ့ဗီဒီယိုတွေအများကြီးဖန်တီးဖြစ်အောင်စူးစမ်းပါမယ်ပေါ့နော်ဆိုမျိုးအားပေးကြတဲ့ audience တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြပါမယ် okay see you in the next video